အားလုံးပဲမင်္ဂလာပါရှင်ဆွမ်းတော်မြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတွေကတော့ငကန်ဒီအဆက်အနွယ်များရှောင်ရှားတဲ့အကြောင်းအရာများပဲဖြစ်ပါတယ်ငကန်ဒီအဆက်အနွယ်တွေဟာယခုတလောပူပန်ရတာတွေများနေမယ်ဘယ်ရမစိုးတွေးရင်တစ်ဖက်အစွန်ရောက်နေတဲ့သူတွေဖြစ်ပါတယ်အချစ်ရေးမှာမချစ်ရင်လည်းမချစ်ဘူးချစ်ပြီးဆိုရင်လည်းအရန်အတ္တကြီးသူတွေဖြစ်ပါတယ်ကိုမကိုဖြစ်တာမျိုးကိုပဲလိုချင်ကြပါတယ်စိတ်ရမ်းပြတ်သားသလောက်ပြောင်းလဲလွယ်ကြတယ်ကို့ပေါ်ပြောင်းလဲတာတော့မကြိုက်ကြပါဘူးဘာသာတရားလုပ်လေဒေါသကြီးလေစိတ်ပိုကြီးလေဖြစ်ပြီးတခါတရံတွေးထွက်တန်ရွဖြစ်တဲ့အထိထိခိုက်မှုတွေဖြစ်တတ်ပါတယ်ဝတ်သားအမဲသားကိုနည်းနည်းလေးတောင်စားလို့မရပါဘူးအထူးရှောင်ရှားရပါမယ်မိမိပေါ်မကောင်းတဲ့တစုံတစ်ယောက်ကိုဖတ်တွေ့လေမိမိရဲ့ကျန်းမာရေးထိခိုက်ပြီးစိတ်ထောင်းကိုယ်ကြီးဖြစ်ရတတ်ပါတယ်နောက်ဆက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံပါစေဘုသူတော်ရစရာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ notification လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်